ဘေးတို့မှာလာတဲ့ဇက် character ရွေးခွင့်မရှိဘူးအခုချိန်နေရဘာလို့လဲဆိုကိုကမင်းသမီးအစ်စ်ဖြစ်တယ်ဒီလိုမျိုး series မှာနေရာဒီလိုတေးလေးရဖို့တော့အများကြီးစူးစမ်းထားရတာပေါ့နော်ပြီးရင်ပို့ဆိုးတာသူများတွေကတစ်နှစ်စူးစမ်းရတယ်ဆိုလို့ရှိရင်ဘေးအတွက်က3-5နှစ်စူးစမ်းရတယ်ဒီနေရာရောက်ဖို့အခုဇက်ကားထဲမှာဆိုလို့ရှိရင်လည်းဒါအမေကဆုံးသွားတာပေါ့ဆုံးသွားတာเนาะဘေးအမေကမရှိတော့ရဲ့ဇက်ဆိုတော့အပြင်မှာကျတော့ဘေးအမေကိုじゃဘေးကအဲ့လိုအသက်လူပြီးကုနေရတဲ့အခြေအနေဖြစ်နေရောလေဒီဇက်လိုမျိုးဆိုလို့ရှင်ပုံမှန်လို့ဆိုဘေးရိုက်ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဒါတရုပ်ဆောင်ဖြစ်တယ်ငါတရုပ်ဆောင်နေတာတရုပ်ဆောင်တယောက်ဖြစ်တဲ့အတွက်ဘယ်ဇက်လာအကောင်းဆုံးလုပ်ရမယ်ဒီဇလန်ထဲမှာကျတော့ကိုမြတ်နိုးရတဲ့အမျိုးသမီးလေးတယောက်ပေါ့နော်သူ့ကိုအရန်ချစ်ပေးရတဲ့ကောင်လေးတယောက်အနေနဲ့ပေါ့ဟုတ်ကဲ့ညီမလေးကကျတော့ဒီထဲမှာအိမ်နောင်တဲ့အမျိုးသမီးတယောက်ပြီးတော့ခါကျတော့ဆုံးသွားတဲ့အမေကိုနောင်တတစ်ခုနဲ့ပေါ့တတိယနေတဲ့သမီးလေးပေါ့အမေကလည်းအဲ့လိုပဲခုဆုံးသွားပေမဲ့သူ့သမီးလေးကိုနောင်တတစ်ခုနဲ့အဲ့လိုပေါ့ရန်ဖြစ်ပြီးဆုံးသွားတာဆိုတော့အဲ့မှာတယောက်နဲ့တယောက်ဆက်သွယ်ခြင်းနေတဲ့အဲ့လိုဆက်လေးပါဟုတ်တည်ရမှာလားမဟုတ်အမေကတေကတော့အမေကဆုံးသွားဒီဇက်လေးကကြာအခုဒီတိုင်းကြည့်တော့တာအတာတွေများတာပေါ့နော်တကယ်တမ်းကဒီ series ကအပိုင်း20ရှိရဲအပိုင်း20မှာသူက3ပိုင်းကွဲသလိုဖြစ်သွားတာပေါ့တစ်ပိုင်းပြီးမှတစ်ဖွဲ့အဲ့လိုပုံစံမျိုးလေးဖြစ်သွားတာအထဲမှာကျတော့သူက horror ပါမယ်ပထမအဲ့လို drama လည်းပါတယ်ကောမဒီလည်းပါတယ်ဆုံးတယ်ရောက်တော့ဆုံးတယ်အဓိကတော့ကျတော့ဇက်တစ်ခုစီပေါ့ဒီဇလန်တစ်ခုလုံးပေါင်းတော့မဟုတ်သူကြောရိုးတစ်ခုချင်းစီအဲ့လိုဖြစ်နေတာပြောမယ်ဆိုရင်တော့ညီမလေးကြာဇလန်မျိုးမဟုတ်တဲ့ပုံစံမျိုးလေးဖြစ်မှာဟုတ်ကြည့်ရတာလည်းတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းမယ်လို့မြင်ပါတယ်အဓိကတော့ကျွန်တော်တို့ character တစ်ခုချင်းစီရလာပြီဆိုရင်ကို driver ရဲ့လိုချင်တဲ့ flow ကိုယ့်ရဲ့ flow လေးနဲ့အဲ့လိုပေါင်းဆက်ပြီးတော့စူးစမ်းရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီဇလန်ထဲမှာကျတော့ကျွန်တော်တို့အရန်ချက်တက်တဲ့အကောင်လေးပုံစံမျိုးနဲ့ပါဝင်ပါဟုတ်ပြင် character နဲ့တူပါပဲပြင်နဲ့တူပဲနော်တခါကြောင်ညာပေးလိုက်တာကဲအနေကဟုတ်တယ်ခင်ဗျားတော်ကြာပြီခင်ဗျားတော်ကြာပြီ6နှစ်4 5 6နှစ်9ဟုတ်တယ်အဲ့လိုကိုရှိပြီဟုတ်လိုလေးရှိတယ်ချစ်တဲ့တယ်လိုလေးရှိတယ်အဲ့ဒါကတော့သူ့ရဲ့ရုပ်ပုံစံလေးကိုကြည့်ပြီးတော့ရမ်းပြောတာပါလူဝတ်တယ်သိရမလားသူတို့ကျွန်တော်နော်ချစ်ရကတော့တိတ်တယောက်တည်းပဲတွေ့ရကိုယ့်ရဲ့ feeling နဲ့ emotion တောင်းတာတိတ်ပြီးတင်ထားမရှိဘူးစိတ်ညစ်တာပြစိတ်ဆင်းရတာပြဘာပဲဖြစ်ကိုယ့်ကိုတယောက်တည်းနေတဲ့တာမျိုးကောင်းပါရဲ့ဟုတ်တယ်အေးစိတ်လေးအဲ့လိုပဲဘယ်သူမှဒုက္ခမပေးဘူးဘေးကအရင်ကအများကြီးလှလာတယ်ကျေးဇူးများတင်ပါတယ်တကယ်ကျေးဇူးများတင်ပါတယ်အများကြီးလှလာမဟုတ်ကင်လဲအဲ့လိုပဲသူရိုက်ထားတဲ့ကားလေးလေနော်ဟိုကားလေးထဲမှာဆိုလဲအဲ့ကားလေးထဲမှာဆိုလေထင်တော့မထင်ရဘူးလေအဲ့မှာအကောင်လုံးကမင်းသမီးတွေကလေးတွေရောမမကြီးရောအကောင်လုံးကကိုကင်ဖြစ်သွားတဲ့ကားပေါ့နော်အဲ့ကားလေးဆိုတကယ်အရန်တော့ပါတယ်ဘေးတို့မှာလာတဲ့ဇက် character ရွေးခွင့်မရှိဘူးအခုချိန်နေရဘာလို့လဲဆိုကိုကမင်းသမီးအစ်စ်ဖြစ်တယ်ဒီလိုမျိုး series မှာနေရာဒီလိုတေးလေးရဖို့တော့အများကြီးစူးစမ်းထားရတာပေါ့နော်ပြီးရင်ပို့ဆိုးတာသူများတွေကတစ်နှစ်စူးစမ်းရတယ်ဆိုလို့ရှိရင်ဘေးအတွက်က3-5နှစ်စူးစမ်းရတယ်ဒီနေရာရောက်ဖို့ဘာဖြစ်လို့လဲဆိုတော့ဘေးမှာ family ရှိရယ် family ကိုဥဆောင်ရတယ်တချို့ဆိုရင်တည်ရမလားဒီကိုလှုပ်ချင်တဲ့အလုပ်တစ်ခုကိုပဲတစ်ဆိုင်မမတ်လုပ်လို့ရတယ်အနောက်မှာမိသားစု support ရှိရယ်ပေါ့နော်ဘေးကကျတော့မိသားစုကိုပါဥဆောင်ရတဲ့လူဖြစ်တဲ့အတွက်ပတ်စံလဲရှာရတယ်ကိုလှုပ်ချင်တဲ့ဝါသနာကိုလည်းအားစိုက်ရတယ်အဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှိရင်ဒါကိုကသူများထက်တော့နောက်ကျတယ်ဒါပေမဲ့အောင်မြင်မှုလေးတွေတော့ဘေးကတန်မိုးထားတယ်ဘာလို့လဲဆိုတော့ဘေးတကယ်ကိုဒီဇိုင်းမမတ်နဲ့တန်မိုးထားပြီးစူးစမ်းလို့ဒီလောက်လေးနေရာတေးလေးရပါမယ်အဲ့နေရာတေးလေးကိုသူများထပ်ပို့ပြီးကိုဂုံယူရပေါ့နော်ဟုတ်အခုလိုမျိုးဒီခုဇက်ကားထဲမှာဆိုလို့ရှိရင်လည်းဒါအမေကဆုံးသွားတာပေါ့ဆုံးသွားတာเนาะဘေးအမေကမရှိတော့ရဲ့ဇက်ဆိုတော့အပြင်မှာကျတော့ဘေးအမေကိုじゃဘေးကအဲ့လိုအသက်လူပြီးကုနေရတဲ့အခြေအနေဖြစ်နေရောလေဒီဇက်လိုမျိုးဆိုလို့ရှိရင်ပုံမှန်လို့ဆိုဘေးရိုက်ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဒါတရုပ်ဆောင်ဖြစ်တယ်ငါတရုပ်ဆောင်နေတာတရုပ်ဆောင်တယောက်ဖြစ်တဲ့အတွက်ဘယ်ဇက်လာအကောင်းဆုံးလုပ်ရမယ်ဘေးသက်အတွက်ဘာကြံမလဲဒီငါရဲ့ဇက်လေးကိုကြည့်လိုက်ရင်ဘာကြံမလဲဒါဆိုရင် family drama ဖြစ်တဲ့အတွက်မိသားစုအမေနဲ့ပတ်သက်တာလေးပေးတဲ့ရင်ထဲမှာရောက်သွားမယ်အဲ့လိုမျိုးဆိုဘေးဒီလိုမျိုးအလုပ်အတွက်ပို့ပြီးတော့မှpassion နဲ့ထားပြီးတော့ပို့ပြီးစူးစမ်းဖြစ်ပါတယ်ဒီဇက်ကားလေးကဆိုလို့ရှိရင်လေဘေးတို့ကြည့်နေကြဇက်ကားရင်းနဲ့မတူစီရဘူးတကယ်ဟိုအဲ့လိုဘေးတို့ဒီဇက်ဖတ်တဲ့အချိန်မှာတော့မှဒီလိုပါလားကိုမဟုတ်တဲ့ပါတဲ့အပိုင်းလေးတွေမှာဆိုလဲအရန်အဲ့လိုစိတ်ဝင်စားစရာ horror လေးကိုမှလေ comedy လေးလည်းပါတယ်အဲ့တော့ကြည့်စေချင်တယ်ဒီကားလေးကိုအားပေးကြပါအောင်ထွက်လာရင်ရောဟုတ်
။